ဒီနေ့ရဲ့အပင်လေးဒီနေ့နောက်ဆုံးခူရမှာအိုးအေးလိုက်တာဒီတစ်ပတ်ကမနေ့ပြန်တစ်ပတ်ကလမ်းတီနောက်ပတ်လမ်းတီဥစားတီရောက်မှာ30ခွန်တီရောက်မှာအေးအဲ့ဒါဆိုတော့30ခွန်ဆိုရင်တော့ဒီအပြင်တွေကုန်တေတော့မှာနင်းဘာလဲ present ရိုက်တော့မှာတို့ပဲအဲ့ဒီရေခဲကြတော့ခဲတော့ပြပုံစံဖြစ်သွားမှာဆိုတော့အခုဒီနေ့အကုန်ခူးမယ်ကျမလည်းမနေ့ပြန်ကပြန်တော့မယ်ဆိုတော့ဒီနေ့မခူးရင်ကျမကတနင်္ဂနွေနေ့မှပြန်စနေနေ့မှပြန်လာရင်မမီတော့ဘူးဆိုတော့ဒီနေ့ကအကုန်ခူးရမှာအဲ့ဒါကိုဒီနေ့ကမိုးရွာတယ်မိုးကလည်းပြန်ရွာတယ်အခုခဏလေးမိုးမရွာတဲ့အချိန်မှာအလောတကြီးခူးရမှာဒါတွေကုန်ပြန်မမျောတယ်ငါရဲ့အပင်တွေအကုန်တောင်မှပွင့်တယ်အများကြီးပွင့်သေးတယ်တီးဖို့အချိန်အများကြီးရှိသေးတယ်ဒါမဲ့ရာဒီဥတုကခွင့်မပေးတော့တီးတယ်လို့ပဲစားရတော့မှာပေါ့ကွယ်ပြီးရင်ဒီနွေရတီမှာကျတော့လည်းပိုးတကုံစားတာပိုးတွေတကုံစားတယ်ပကုံစားတယ်ငါတို့စားဖို့တော့မရှိဘူးကုန်ပိုးတွေကြီးပဲစားတယ်အကြောင်းဘူးမှလည်းမချွေးနိုင်ဘူးအခုအေးလာပြီဆိုတော့ပိုးတွေကဘေးရောက်သွားလည်းမသိဘူးမရှိတော့အကုန်ရှိသမျှပွင့်ပြီးတီးသမျှအကုန်လက်ဆက်ပြီးကောင်းနေတယ်ဒါမဲ့အရင်အေးလာပြီဆိုတော့သူကပြန်မတီးပေးတော့တယ်ရေခဲရိုက်တော့မှဒါလေးကုန်လို့ရေခဲမရိုက်ခင်ရှိသမျှအကုန်ခူးလိုက်မယ်အရင်အေးတယ်အခုတော့မှအပြင်မှာအရင်အေးတယ်အရင်မမျောတယ်တနေ့အပြင်စိုက်စားရတာလဲခဏလေးပဲကျမကလည်းနှစ်ပတ်မှတစ်ချိန်ပဲလာနိုင်တယ်ဆိုတော့အပြင်တွေကိုလည်းအများရလည်းမခူးပေးနိုင်ဟိုမှာအထဲမှာရုပ်တီးတွေလည်းမဲ့အကုန်မဲ့နေတယ်အဲ့ဒါတွေကတနေ့ကုန်ခူးတာဟုတ်တယ်အခုဒီနေ့က3နာရီအခုဒီချိန်ကနေနောက်ထပ်2နာရီလား1နာရီလားအဲ့လောက်ထိပဲမိုးတိတ်ပေးတာပြင်ဆက်တိုက်မိုးပြန်ရွာတော့မှာငါမှဘာလို့ရမှာမသိဘူးခိုင်ပါလေခန္ဓာကိုယ်3-4ခုခွဲလိုက်ချင်တာဟုတ်တယ်ဒီချိန်မှာလက်တွေဟိုစားလို့4-5ခု6ခုလောက်ပွားလိုက်ချင်တယ်ဟိုကတစ်ခုကပေးတီခုတစ်ခုကငုတ်တီခုနောက်2ခုလောက်ကဟိုမှာမုံညင်းတွေခုအဲ့လိုလှုပ်ချင်နေတယ်အခုချိန်မှာငါရဲ့ခန္ဓာကိုယ်ပွားအများကြီးလှုပ်ချင်တယ်ခုစားရများတယ်မိုးကရွာတော့မယ်မခူးရရင်လည်းဒါမခူးလိုက်ရပဲနဲ့နင်းခါကြသွားရင်ရေခဲ frozen ရိုက်သွားရင်ငါတပတ်လောက်ငါစိတ်မပြောပဲနဲ့နေရတော့မယ်အခုအချိန်ဆိုတာလူကိုမဆောင်ဆိုတာပဲငါလဲစနေတနင်္ဂနွေပဲလာနိုင်တယ်ဆိုတော့လေတခြားဘာမှလုံးမရဘူးငါယောက်ျားလဲတာနှုတ်ကဝါဒနာမပါသူတိုင်းကသူ့ဝါဒနာနဲ့တူဆိုတော့သူ့ကိုမခူးထားပေးဘူးဆိုပြီးလဲပြောလို့မရဘာဖြစ်လို့လဲဆိုတော့သူဝါဒနာပါတဲ့ဟာသူလုပ်နေတယ်ဆိုတော့ဝါဒနာမပါတဲ့ဟာကငါလဲစွတ်မပြောချင်းဒါကလည်းငါရဲ့ဝါဒနာနဲ့ငါလုပ်တယ်ဆိုတော့ပြောလို့ကမရအရာစိတ်ကအများကြီးကုတူခူးနေပြီလက်ကမလိုက်နိုင်ဘူးဖြစ်နေတယ်ဒီလောက်ပါပဲငါအများကြီးလက်နှစ်ဖက်သုံးပြရတော့မယ်ဆိုတော့